10ကနေ100ဖြစ်အောင်100နဲ့1000ဖြစ်အောင်1000ကနေ1000ဖြစ်အောင်တိတ်ရွက်လေးအများအားကြိုးစားနေရတယ်အများအားလေးလာနေရတယ်တင်ယူနေရတယ်မဲဆရာမဒါလေးတွေကိုရောင်းပါပါနောက်ပြီးတော့မှဟိုဝတ်ပြကြည့်မယ်အသားကောင်းလားမကောင်းလားဘယ်လိုနေလဲအနေထားရှိုးမယ်ဝတ်ကြည့်လိုက်တော့လေအသားလေးကတော်တော်ကောင်းတယ်လိုကယ်လို့တာပြောရတာကွယ်သိလားသူကလေ evening dress ပုံစံမျိုးပေါ့နော်တကယ်အရက်ရှည်တဲ့လူမှလည်းအဆင်ပြေမှာနော်တိုတဲ့ဟုတ်ပါဘူးပူတဲ့လူတွေဆိုရင်တိတ်အဆင်မပြေဘူးပေါ့နော်ဒီဝတ်စုံလေးကကြောက်ဒါလေးကတော့ cutie သူကတော့ပူပူရှည်ရှည်ဝလို့ရတယ်နော်ပြီးတော့တလုံးကျိုးလေးမှာအပေါ်တက်လေးနဲ့လုပ်ပေးထားတာအနားဘင်းနားမှာလည်းစားပါလေးတွေနဲ့လုပ်ပေးထားတာဖြစ်တဲ့အတွက်အသားလေးကအရန်ကိုဆွဲသားလေးဖြစ်ပါတယ်ဒါလေးကတော့တော်တော်လှတယ်ပေါ့နော်သူမှအယောင်ရွေးစရာတွေရှိပါတယ်ဒါလေးတွေကိုမာယူလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်